ဒီနေ့ကတော့ Vero Vietnam ရောက်တဲ့ Day 2 လေးဖြစ်ပါတယ်။အားလုံးပြင်ဆင်ပြီးတော့ Grab ကိုစောင့်နေကြတာပါ။ Vietnam ရဲ့ Da Nang မြို့မှာမသွားမဖြစ်တဲ့ Bana Hills ကိုသွားမှာဖြစ်ပါတယ်။ Bana Hills အပြင် Korean Bridge နဲ့ Friend Village ပါသွားမှာဆိုတော့ Vero နေကုန်နီးပါးလောက်အချိန်ကုန်မှာဖြစ်ပါတယ်။ Vero တဲ့ Hotel နဲ့ Bana Hills နဲ့ကဝေးတော့တနင်္လာနီးပါးလောက်စီရပါတယ်ရှင်။အခုသွားနေတဲ့တောက်လျှောက်မှာလည်း view တွေကအရင်မိုက်ပါတယ်ဆိုတော့ Vero Bana Hills ကိုရောက်ပါပြီ။ရောက်ချင်းပဲ Vero လက်မှတ်ဝယ်ဖို့ဆက်ရှာပါတယ်။ဒီတော့ရတယ်လည်းဖြစ်တော့အရင် crowd ဖြစ်ပါတယ်။လက်မှတ်ဝယ်ဖို့လဲ queuing လုပ်နေရတော်တော်ကြာပါတယ်။အဲ Rover တငယ်ချင်းတယောက်ကပဲဝယ်ပေးထားပါတယ်။အခု Vero ticket တွေလည်းရပြီဆိုတော့ Cable ကစီဖို့အတွက်ဆက်သွားနေပါပြီရှင်။သွားနေနဲ့ Sanwo Bana Hills ရဲ့ logo ရှိမှလည်း Vero before photo လေးရိုက်ကြပါတယ်။အဲ့နေရာလေးကလည်းအရင် attraction ရှိပြီးတော့ visitor တွေအားလုံးကိုလည်းဆွဲဆောင်နေပါတယ်။ Vero ရဲ့အားလုံးအဲ့နေရာမှာဓာတ်ပုံရိုက်တာတော်တော်ကြီးကြာခဲ့ပါတယ်။ဓာတ်ပုံတွေရော vlog တွေရောအများကြီးရိုက်ခဲ့ရပါတော့။ဒါတော့မှပုံမြောက်သေး Vero ရဲ့ဖုန်းတွေ storage က 30% လောက်ဖြစ်သွားပါပြီ။ဒီရှေ့ကပုံနေတွေပေါ့နော်။ကျမဒီကိုကြည့် Vero လည်းတစ်ဖွဲ့လုံးစိတ်ကြိုက်ပုံတွေရိုက်ပြီးသွားပြီရိုက်ရတာလည်းကြီးနေသွားပြီဆိုတော့ Vero ဆက်ပြီးသွားပါတော့မယ်ကိုယ်ဆက်သွားတဲ့တောက်လျှောက်မှာလည်း Vero Vietnamese dress ဆိုင်လေးတွေ traditional food ဆိုင်လေးတွေပြီးတော့လက်ဆောင်ပစ္စည်းဆိုင်လေးတွေလည်းလမ်းမှာတောက်လျှောက်တွေ့ရပါတယ် Vietnamese လေးတွေရဲ့အသားဖြူဖြူအပြုံးချူချူလေးတွေကလည်းအရင်ကိုချစ်ဖို့ကောင်းပါတယ်ဒီမှာလည်း Vero Cement Cable Car တွေကိုအိုရီကနေလမ်းမြင်နေရပါတယ်ဒါမဲ့ queue ဖို့ကတော့အများကြီးလိုသေးရပါတော့အဲ့ဒီတစ်ဆင့်ကျန်သေးရဲ့တောက်လျှောက် Vero Temple လည်းတွေ့ရတယ်ပြီးတော့ wall paint တွေလည်းတွေ့ရတယ်ပေါ့နော် Cable Car လေးတွေကို Vero ဆုံးဆွဲပြီးရိုက်ထားပါတယ်ဒါကတော့ Champa Station Vero နာမည်နဲ့တူလို့ရိုက်လာတာပါခုကတော့ Vero queue အတွက်နောက်ဆုံးစီအောင်ရောက်ပါပြီဒါကတော့ Vero ticket တွေ scan ရရပေါ့နော်အဲ့ဒါပြီးတော့လို့ရှင်တော့ Vero cable စီးရဲ့နေရာကိုရောက်ပါပြီ Vero တစ်ဖွဲ့လုံးယူဆောင်ရင်တော့ cable ဆက်စီပါတော့မယ်အခုကတော့ cable ပေါ်ရောက်ပါပြီနည်းနည်းတော့ excited ဖြစ်တယ်ပေါ့နော်အမြင့်ကနေပြီးတော့သွားအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမဲ့အရင်လေးပျော်နေကြရယ်ပြီးတော့အောက်က view တွေကိုလည်းမြင်ရတာတော်တော်ကြီးကိုအေးချမ်းပါတယ် forest လေးတွေ waterfall လေးတွေကလည်းအပြင်မှာတကယ်ကိုလှပါတယ်အေးချမ်းပြီးတော့စိမ့်ဆိုနေပါတယ်ဓာတ်ပုံလေးတွေရိုက်လိုက် views လေးတွေကြည့်လိုက်နေ Vero ကိုကနဲ့ကိုလှုပ်ရှုပ်နေပြီမဲ့လည်း Vero အဖေကထုံးစံတိုင်းရောက်တဲ့နေရာမှာကြီးရက်တစ်ခုကတော့ရှိပါတယ်လုံးဝမင်းဟာကျမတို့ပြေတော့မှာဆိုစိုက်လိုက်နေတော့ Airplane okay but what Airplane okay A few moments later Vero ရဲ့တငယ်ချင်းကအရင်ကြောက်လို့စနေကြတာပါ။ကတော့ Vero Bana Hills ကိုစရောက်ပါပြီ။အပြင်ကိုကြည့်လိုက်တဲ့အချိန်မှာလုံးဝ different type drink vibes ကိုရပါတယ်။အမှလည်းဆက်ဆက်ဝင်ဝင်ချင်းမှာလည်း Vero magic string တခုတွေ့ရပါတော့။အဲ့ string ကို Vero ကိုတူတူ try ကြည့်ချင်တာနဲ့ Vero ရဲ့ heavy Q နေရပါတော့။ဒါပေမဲ့ Vero ရဲ့တငယ်ချင်းကထုံးစံတိုင်းသူကြောက်လို့မစီပါဘူး။ Vero ဆက်စီရဲ့အချိန်မှာလည်း2မိနစ်ကျော်3မိနစ်ဝင်ချင်လောက်စီရပါတယ်။ထင်တာတဲ့အမြင့်ကတော်တော်မြင့်ပါတယ်။ပျော်စရာလည်းကောင်းတယ်လို့ကြောက်စရာလည်းကောင်းတယ်ပေါ့နော်။ဟုတ်ဆို360ဒီဂရီလဲရဆိုတော့ Vero တွင်းနေမတိုက်မိတာရဲ့အရင်ကြီးရရဲ့အကြောင်းပါပြီးတော့လည်းအရင်လည်းမြန်နေပေါ့နော်ဒါမဲ့ဘာပဲပြောစီးပြီးတော့ခံစားချက်ကအရင်က fresh ဖြစ်ပါတယ်သူမကတော့မစီးခဲ့ပါဘူးဒါကတော့ Vero ကအနက်ရောင်ဝတ်စုံနဲ့ဆုံးမဖိုက်ရနေပါတယ်ခုကတော့နေရာတွေအများကြီးကိုဆက်သွားပါတော့မယ်အရင်ကလိုက်နေရအများရှိသေးရမို့လို့နောက်ထပ်ဆက်ကြည့်ပေးပါအောင်နော်ဒါတော့ Vero တငယ်ချင်းတွေအားလုံးရော Vero အရင်ကိုပျော်ပါတယ်တော်တော်လေးကိုသဘောကျနေပါတယ်Vero သွားရင်းနေရာဒီဥတုလေးကလည်းမဆိုးဘူးဆိုတော့ဒီနေ့ကတော့တကယ်ကို perfect day လေးဖြစ်ပါတယ်။ Vero တယောက်တော့ကို vlog နဲ့ကိုအလုံးရှုံနေရနဲ့တငယ်ချင်းတွေတောင်တဝင်ရပြဖို့မိနေရပေါ့နော်။ဟာတော့အရင်မိုက်တဲ့ကွာရပါမယ်။အရင်ကမိုက်ပါတယ်။ဟာနော်။ဒီနေရာလေးကလည်းအပြင်မှာတော်တော်လှပါတယ်။တကယ်ကို heaven ရောက်နေတယ်လို့ခံစားရပါတယ်ဒီမှာလေးကလည်းအရန်တိုက်တယ် weather ကလည်းအရန်ကောင်းတယ် view ကလည်းအရန်လာရဆိုတော့ဒီနေရာလေးကတော်တော်သဘောကျစရာကောင်းပါတယ် Vero တငယ်ချင်းတွေအားလုံးလည်းဒီမှာ photo ရိုက်နေကြရပေါ့နော်
ရအဆင်ပြေရဲ့ So this is love. So this is love. အခုကတော့ Vero နားပြီးပြီဆိုတော့နောက်ထပ်နေရာတွေကိုဆက်သွားပါမယ်သွားနေနေအခုမြင်နေရတော့တာတနာအလံပေါ့နော်ဆိုတော့ Vero ဘယ်နေရာကိုသွားတာဖြစ်လိမ့်မလဲကြည့်ကြအောင်နော်ဟုတ်ပါတယ် Vero ဖျားသွားတာဖြစ်ပါတယ်ဆိုတော့ Panahiste မှာရှိပါတယ်ဒါကတော့ White Pagoda လို့ခေါ်ပါတယ်အဲ့ကိုမရောက်ခင်တော့ဒီမှာ Thames Vietnam နဲ့မှာပန်းဥယျာဉ်လေးရှိပါတယ်အဲ့ပန်းဥယျာဉ်ရှိကဗုဒ္ဓဖျားရုပ်ပွားလေးရောင်းနေဆိုင်မှာ Vero ဝင်ကြည့်နေပါတယ်ဒါဆိုရင်တော့ Vero White Pagoda ကိုဆက်သွားမှာဖြစ်ပါတယ်ဒီနေရာလေးကလည်း Vero ဖျားရိပ်အောက်မှာရောက်နေရဆိုတော့အရန်ကိုဖြူစင်အေးချမ်းနေပါတယ်ဒီမှာလည်း Vero တငယ်ချင်းတွေတူတူခဏလောက်ဖျားရှိခိုးကြပါတယ်โอเคဒါဆိုရင်တော့ Vero ဖျားရှိခိုးပြီးပြီဆိုတော့နောက်ထပ်နေရာတွေအများကြီးကြံသေးရမို့လို့ Vero ဆက်သွားရပါအောင်မယ်လမ်းတစ်လျှောက်မှာလည်းဆန်းချောင်းလေးရေတကွန်လေးတွေလည်းရှိပါတယ်။ခုကတော့ Vero နောက်ထပ်တစ်နေရာကတော့ Lady Buddha ဖြစ်ပါတယ်။အတွင်းထဲကဈေးတွေကိုလည်းဝင်ပြီးတော့ရှ िख ိုးလို့ရပါတယ်။ဒါပေမဲ့ Vero ကအပြင်ကရုပ်ပွားတွေကိုပဲလေ့လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့အမျိုးသမီးတွေဆိုရင်တော့ဝတ်စုံတွေလဲပြီးတော့သူတို့ပေးရတဲ့ဝတ်စုံဝေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Vero မဝင်ပြခဲ့ပါဘူး။ဒါကတော့ Lady Buddha ဖြစ်ပါတယ်။ဒါပေမဲ့ Vero မနှက်ပြန်မှာလဲ Vero တကယ် Lady Buddha စစ်ကိုတော့ဖူးမြော်မှာမို့လို့နောက်ထပ်ဗီဒီယိုလည်းဆက်ပြီးကြည့်စေချင်ပါတယ်။အခုဆိုရင်တော့ Vero တနေရာပြီးတနေရာလာခဲ့တာနေ့တစ်ဝက်လောက်ကျိုးနေပါပြီဒါကလည်းနောက်ထပ်တကယ်ကိုမိုက်တဲ့ French fillet လို့ဖြစ်ပါတယ်ရှောက်လန်းလေးတွေကလည်းလေတဖြူးဖြူးတိုက်ပြီးတော့အရင်မိုက်ပါတယ်အခုကတော့ buffet တော့စားမှာဖြစ်ပါတယ်buffet စားပြီးတော့ Vero နောက်ထပ်နေရာတစ်နေရာကိုလည်းသွားဖို့ရှိပါတယ်အဲ့ဒါကတော့ Vero Panahiste ကိုသွားရတဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်ဘယ်နေရာဖြစ်မလဲဆိုတာကိုလည်းဆက်ကြည့်ပေးပါအောင်နော်အဲ့နေရာကတော့တခြားနေရာတွေနဲ့မတူပဲ Vero ကေပဲတစ်စင်းအသီးတန့်ထပ်စီရပါသေးရဲ့ရောက်ပြီဆိုတော့ Vero ဆင်းပြီးတော့ကြည်ပါမယ်အရင်ကလာတဲ့ view ကိုစပြီးမြင်နေရပါပြီဟုတ်ပါတယ် Vero Golden Bridge ကိုသွားမှာဖြစ်ပါတယ်ဒီကနေကြည့်ရအောင် Golden Bridge ကအရင်ကလာပါတယ်အပြင်မှာဒီထက်ပိုလာပါတယ်ဒါပေမဲ့လူတွေတော့အရင်များတယ်ကံကောင်းတဲ့နာတစ်ခုကလည်း Vero သွားတဲ့အချိန်မှာရာသီဥတုကလည်းကောင်းနေဆိုတော့ Vero ရှုခင်းလာလာလေးကိုမြင်ရတယ်တပုံကောင်းကောင်းရိုက်လို့ရပါတယ်လူတွေအရင်များတစ်ခုကတော့နည်းနည်းတော့အာရုံနောက်ဖို့ကောင်းပါတယ်မိဘတမီတော့နာကော်ဖီဝယ်တော့မှာဖြစ်ပါတယ်ရောဆန်ဖလာယာကဲစင်းတော့မှာဖြစ်ပါတယ်ဒီမှာလည်းပါတယ်ဆန်ဝေါ်ဘနာဟီယာbuilding လေးတွေတော့သွားလေတဲ့နေရာလေးအကုန်ပါတယ်။ဟုတ်တော့ဒီမှာလည်း Vero တငယ်ချင်းတွေလှုပ်ရှားမရှိတော့တိုင်ပတ်နေကြပါတယ်။ Vero တော့ဘောနောက်ဆုံးတနေရာကတော့ White Pagoda ရဲ့အတန်တကားမှန်တော့မသိဘူးပေါ့နော်။ဒါပေမဲ့ Lady Pagoda လို့ဖြစ်နေတဲ့အတန်နဲ့ခေါ်ရပါတော့။အဲ့ဒီကိုတော့မဖြစ်ပါရဲ့။မတော့ခင်တော့ဒီမှာရှိတဲ့ပန်းဥယျာဉ်လေးအလားတွေကိုကြည့်လိုက်ပါအောင်နော်။ဒီမှာလည်း Vero အဲ့ပန်းဥယျာဉ်လေးကြည့်နေနေဝင်ကပါတပေါက်ကိုမဝင်လာပေါ့နော်။အမှ Vero တငယ်ချင်းတွေထောက်ပေါက်တော်တော်လေးကိုရှာရရပါတယ်။ What's going on bro? Vero ထောက်ပေါက်ဆောင်ထပ်ပတ်ကထွက်လာပြီးတော့ဒီမှာပန်းဥယျာဉ်ကနေအပေါ်တက်ကနေပြန်ကြည့်ရပါတော့တော်တော်လေးကိုမြင်ပါတယ်။ကိုကတော့ Vero နောက်ဆုံးနေရာဖြစ်ပါတယ်။ Lady Pagoda ပါ။ဒီမှာလည်း Vero ဖျားရင်မျိုးတော်ပေါ်မှာဖျားရှိခိုးကြပါတယ်။ရန်ကိုလည်းအေးချမ်းပြီးတော့ကြီးကျယ်ခမ်းနားလာပါတယ်။ဒါတော့ Vero နောက်ဆုံးသွားတဲ့နေရာဖြစ်ပါတယ်။အကုန်လုံးလည်းပြင်ပန်းသွားကြပါ저기 유연아 저妈妈爱放给我带一脚开
안녕 나가네. 어서 오지. 저기야 버기냐. 가네 뭐 못해요 뭐. 안녕 나가. 걸로 버거만. 걸로 하지 마. ဒီတော့တော့စားပါမယ်